ဒါကတော့ကိုလံဘိုမြို့လေးပါဒါမြို့ကြီးတာဖြစ်တာတစ်ပင်တွေကတော်တော်များတာဒီကတော့ကွန်ဒိုထွက်စားရန်ကုန်မြို့နဲ့တော့တိတ်မထူးခြားဘူးဆိုပေမဲ့တိုက်တွေကတော့ပေါ်ပါကွန်ဒို